ဟိုးရှိချင်းတော့ရွာကိုလည်းကောင်လေးတယောက်ကသူ့အဖိုးနဲ့တွေ့ကိုသွားခဲ့တာသူ့ရဲ့အဖိုးကလည်းအရန်ကိုရင်းကျက်ပြီးတော့အတွေ့အကြုံရှိတဲ့လူကြီးတယောက်ပါတနေ့မှာတော့ကောင်လေးကလည်းသူ့ရဲ့အဖိုးကိုမေးခွန်းတစ်ခုမေးခဲ့တယ်အဖိုးဒါအဖိုးလိုမျိုးအောင်မြင်အောင်ဘလို့နေရမယ်ဆိုတာအဖိုးပြောပြပါလားအဖိုးကလည်းပြောပြီးတော့ကောင်လေးကိုအပင်ဆိုင်တစ်ဆိုင်ကိုခေါ်သွားခဲ့တာပေါ့အဲ့ဒီဆိုင်ကိုရောက်တော့လေသူတို့အပင်သေးသေးလေးနှစ်ခုကိုဝဲအိမ်ကိုပြန်လာခဲ့အိမ်ရောက်တော့အဖိုးကလည်းအပင်တစ်ပင်ကိုအိမ်ထဲအထဲမှာပဲစိုက်ပြီးတော့နောက်တစ်ပင်ကိုတော့အိမ်ပြင်မှာနေပူထဲမှာစိုက်လိုက်ဘယ်ပင်ကကြီးပြီးတော့မျိုးအောင်တဲ့အပင်ဖြစ်မှာလဲကောင်လေးကလည်းခဏလောက်တွေးပြီးတော့ပြန်ဖြေတာပေါ့အိမ်ထဲကအပင်မှာဘာလို့လဲဆိုတော့အပြင်ကအပင်ကအန်ဒီရရှိနေတယ်ဘယ်လိုမျိုးလဲဆိုရင်နေပြင်းတာမိုးရွာရေကြီးတာတခြားတရိษံတွေရဲ့အန်ဒီရလည်းရှိသေးတယ်အဖိုးကလည်းပြုံးပြီးတော့လေကဲအနာဂတ်မှာဒီအပင်တွေဘလို့ဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်ကြတာပေါ့ဒါနောက်တစ်ခါအလဲလာလို့ရှိရင်လေအဖိုးအဲ့ဒီမေးခွန်းရဲ့အဖြေကိုဖြေပေးပါမယ်အဲ့ဒီနောက်မှာကောင်လေးကလည်းရွာနေထွက်သွားပြီးတော့မြို့မှာပညာသွားသင်ရတဲ့အလုပ်ရှုပ်နေခဲ့ပါတယ်အတီးကြတော့2နှစ်လောက်ကြာသွားတဲ့အချိန်ကောင်လေးကလည်းသူ့ရဲ့အဖိုးအိမ်ကိုထပ်ပြီးတော့အလဲတစ်ခေါက်သွားပြစ်တာပေါ့အဖိုးအရင်2နှစ်တော့သားမေးခဲ့တဲ့အဖိုးလိုမျိုးအောင်မြင်အောင်ဘလို့လုပ်ရမလဲဆိုတဲ့မေးခွန်းကိုအဖိုးမဖြေခဲ့ဘူးနော်ဒီနေ့အဖိုးဖြေပေးရမယ်နော်ကောင်းပါပြီအရင်ဆုံးကတော့အတူတူစိုက်ခဲ့တဲ့အပင်ကိုမှတ်မိသေးလားအဲဒါအထဲမှာရှိတဲ့အပင်ကမျိုးအောင်ပြီးပိုကြီးထွားလိမ့်မယ်လို့ပြောခဲ့တယ်မလားကဲလာသွားကြည့်ရအောင်အဲ့ဒီနောက်မှာတော့အဖိုးကလည်းကောင်လေးကိုအိမ်ထဲကအပင်ကိုလည်းသွားပြတော့အပင်ကလည်းအရင်တော့ကလိုပဲသေးပြီးတော့လုံးဝလည်းထွားမလာခဲ့ဘူးအဲ့ဒီနောက်အဖိုးကလည်းကောင်လေးကိုခေါ်ပြီးအိမ်အပြင်ကအပင်ကိုလည်းသွားကြည့်တော့အပင်ငယ်လေးကလည်းအရန်ကြီးတဲ့အပင်ကြီးတစ်ပင်ဖြစ်နေပြီသူ့ရဲ့ဂိုင်းတွေကလည်း၄ဘက်စလုံးကိုဖြာထွက်နေတယ်အဖိုးကလည်းသူ့ရဲ့မြီးလေးကိုရှင်းပြတာပေါ့အပြင်ကအပင်ဟာပြဿနာမျိုးစုံရင်ဆိုင်ခဲ့ဘယ်လိုပြဿနာလဲဆိုတော့မိုးကြီးတာလေတိုက်တာမိုးရွာတာနေပူတာအကုန်လုံးကိုရင်ဆိုင်ခဲ့ရတယ်အဲ့ဒီပြဿနာတွေကအပင်ရဲ့အမြင့်ကိုပို့ပြီးတော့တန်မအောင်လှုပ်ပေးခဲ့တယ်အခုအမြင့်တွေဘလောက်အားကောင်းလဲဆိုရင်တဘာဝဘေးအန္တရာယ်အခုသူ့ကိုဘာမှမလုပ်နိုင်တော့ဘူးလေအိမ်ထဲမှာစိုက်တဲ့အပင်ကတော့တဘာဝဘေးအန္တရာယ်တွေကနေလုံခြုံနေတာမဟုတ်လို့လေအရင်တော့ကလိုပဲသေးငယ်တယ်အမြင်နဲ့မှတ်ထားဘဝမှာပြဿနာတွေကိုမရင်ဆိုင်သမျှမကြိုးစားသေး၍ဘဝမှာအောင်မြင်မှုကိုမရနိုင်ဘူးဘဝရဲ့စိန်ခေါ်မှုတွေကိုကြောက်ပြီးတော့အိမ်ထဲကအပင်လိုပဲအလွယ်လန်းကိုရွေးခဲ့တတောင့်တတရှိတဲ့ဘဝကိုရပြီမယ်အမြဲတမ်းအားပြော့နေမှာပဲဘဝရဲ့ခက်ခဲမှုတွေအကုန်လုံးစိန်ခေါ်ပြီးတော့ရင်ဆိုင်ခဲ့ရင်တော့အပင်မှာစိုက်ထားတဲ့အပင်လိုပဲကြီးပြီးတော့အားကောင်းပါအဲ့ဒါကြောင့်လဲစိန်ခေါ်မှုတွေကိုမကြောက်ပါနဲ့အဲ့ဒါကိုရန်သူလို့မတတ်မှတ်ပါနဲ့ပြဿနာကိုစိန်ခေါ်မှလို့မှတ်ပြီးတော့လေကိုယ့်ကိုတန်မာလာအောင်လုပ်ပေးမယ်လို့ပဲမှတ်လိုက်ပါပြဿနာတိုင်းကလည်းကိုယ့်ကိုရင်းကျက်အောင်လုပ်ပေးတယ်ဆိုတာသိထားပါပရိသတ်တို့ဘဝမှာအတွေ့အကြုံရှိတယ်လေဘဝအောင်မြင်လေလေပဲအဲ့ဒါကြောင့်လဲဘဝမှာကြုံတွေ့ရတဲ့ပြဿနာတိုင်းကိုအောင်မြင်မှုစီကိုရောက်အောင်ပို့ပေးမယ်လှေကားတစ်ခုလို့မှတ်လိုက်ပါပရိသတ်တို့နီးနားမှာစိတ်ဒုက္ခရောက်နေတဲ့လူတွေအများကြီးပါသူတို့ကလည်းဒီလိုဗီဒီယိုကြည့်ဖို့လိုအပ်တာမို့လို့သူတို့စီကိုလည်းပို့ပေးလိုက်ပါပရိသတ်တို့ရဲ့ share တစ်ခုကလည်းလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်လူတစ်ယောက်ရဲ့ဘဝကိုကယ်တင်ပေးနိုင်ပါတယ်လူမှုပတ်ဝန်းကျင်ကို positive ဖြစ်အောင်လို့ကျွန်တော်တို့ရဲ့ကြိုးစားမှုအတွက်လည်း